ကျမကတော့ဆရာကြီးဟိန်းတိစော်ရဲ့တပည့်ဆရာမတုံးငွေစင်မြတ်သားဖြစ်ပါတယ်ရှင်ကျမ9ရက်သားသမီးများအတွေ့ကျမရဲ့ညနေသူများကိုပြန်ကောင်းလာစေရန်နဲ့လူမမာများယောဂဆေးတိုးစေရန်ကျမရဲ့မကောင်းသောသူများအတွေ့ကျမရဲ့ပြန်ကောင်းလာစေရန်ရကြကောင်းတစ်ခုကိုကျမအယူတော်မင်္ဂလာချမ်းမနေ၍အသေးစိတ်ပြောကြားပေးသွားမှာဖြစ်ပါတယ်ရှင်9ရက်သားသမီးများဘယ်နေ့သားသမီးမဆိုကျမ၏ညနေသူများနှင့်ယောဂအဆေးမတိုးသူများ၏ခေါင်းရင်သို့မဟုတ်ဘေးဘက်မှာပကံပြားတစ်ချက်ဖြင့်ကျဲဥဆယ်လုံးကြာစံတစည်းအားထားယူပြီးဆုတောင်းရမှာဖြစ်ပါတယ်ရှင်ရင်ကျဲဥနှင့်ကြာစံကိုလူနာတက်တာလာခဲ့လျင်စွန့်ပြစ်ရမှာဖြစ်ပါတယ်ရှင်လူရည်လည်းမရသလိုစားသုံးရည်လည်းမရပါဘူးရှင်အကယ်၍လူနာမတက်တာပဲလူနာမတက်တာခဲ့လေရင်ကြက်ဥကိုနောက်ထပ်အစ်စ်နဲ့ထပ်မံပြီးလဲပေးရမှာဖြစ်ပါတယ်ရှင်နောက်ဘက်တွေမှာလည်းဘေဒီဟောစတန်များနဲ့အခြားသည့်လိုပဲရရာကောင်းများကိုကျမကအပတ်စဉ်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမ၏9ရက်သားသမီးများအားလုံးယောဂများကင်းရှင်းပြီးကျန်းမာချမ်းသာ၍ကောင်းကျိုးလွင်ဆန္ဒများပြည့်ဝပါစေလို့ကျမဆရာမငွေစင်မြသားမဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်